ပထမဦးဆုံး beginner yoga practice video လေးကနေကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့မျှဝေပေးမယ် yoga instructor ခေချာနုဖြစ်ပါတယ်။ဒီ video လေးက yoga နဲ့တခါမှအထီးအတွေ့မရှိဘူးတဲ့သူတွေကိုအကြောမပြောဘူးထင်ပြီးတော့ yoga စပြီးတော့မလေ့ကျင့်ဘူးတဲ့သူတွေအချိန်မပေးနိုင်တဲ့သူတွေဘယ်အစမှမသိတဲ့သူတွေကိုဒီကနေပြီးတော့ဖိတ်ခေါ်လိုက်ပါရစေ။အရင်ဆုံးတိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးရှာဖွေပါမယ်။ပြီးရင်တော့ yoga ဖြာတာမှမဟုတ်ရင်အခင်းတစ်ခုခုအောက်မှာခင်းပြီးတော့ထိုင်ပါမယ်။ပြီးရင်တော့ဒီလိုအသက်ရှူတန်လေးနဲ့စတင်မှာဖြစ်ပါတယ်။ဆိုတော့ရေတို့ပုံမှန်အားဖြင့်အသက်ရှူနေရဆိုလို့ရှိရင်ကိုအသက်ရှူနေလားမရှူနေလားတတိမေ့လျော့နေတာမျိုးရှိရပေါ့နော်ဒါပေမဲ့ဒီနေ့ practice မှာရေတို့ကကိုယ့်ရဲ့ခန္ဓာကိုယ်ကနေကိုယ့်ရဲ့နှာခေါင်းဝါလေးကနေလေကိုပြပြဝဝရှူသွင်းနေရှူထုတ်တယ်ဆိုတာလေးနဲ့စတင်မှာဖြစ်ပါတယ်ဖြာပေါ်မှာတတောင်းတတလေးနေရာယူလိုက်မယ်ခြေောက်ကလေးတွေကိုတတောင်းတတနေထားလို့ရတယ်ခါလေးတွေမမတ်လေးထိုင်မယ်ပခုံးလေးတွေလျှော်ထားလိုက်မယ်ပြီးရင်ကိုယ့်ရဲ့နှာခေါင်းဝါးကနေအသက်ခပ်ပြင်းပြင်းလေးရှူသွင်းလိုက်မယ်ပြီးရင်ဖြည်းဖြည်းချင်းစီနှာခေါင်းဝါးနေရှူထုတ်လိုက်မယ်ဒါလေးကို3ချိန်ကနေ5ချိန်လောက်စတိုက်လေးပြုလုပ်ပြီးမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်လေးကစိတ်နဲ့တသားတည်းဖြစ်နေပြီကိုယ့်ရဲ့အသက်ရှူတန်လေးကခန္ဓာကိုယ်နဲ့တသားတည်းဖြစ်နေပြီဆိုလို့ရှိရင်တော့ခေတို့အခြေခံကြားတဲ့ breathing practice လေးကိုစပြီးတော့ပြုလုပ်ရအောင်နော်အခုခေတို့ညာဖက်လက်ကလေးကို1 bite ပေါ်မှာတင်ထားလိုက်မယ်ဘယ်ဖက်လက်ကလေးကိုကိုယ့်ရဲ့ရင်ဘတ်လေးပေါ်မှာတင်ထားမယ်လက်ချောင်းလေးတွေကကိုယ့်ရဲ့အရေပြားကိုထိနေတာလေးတွေတည်ထားလိုက်မယ်ခုကနေစပြီးတော့ခေတို့အသက်ရှူလေးခြင်းငန်းလေးကိုလုပ်မယ်တက်ရှူတဲ့ခါကြလို့ရှိရင်တို့1 bite လေးတွေပဲပေါ်ဘက်ကိုဖောင်းလာမယ်ရင်ဘတ်လေးတွေကမြင့်တက်မလာဘူးเนาะအသက်ရှူသွင်းတဲ့အခါမှာ4စက္ကန့်ရအောင်ရှူသွင်းမယ်ပြီးရင်ချက်ချင်းရှူမထုတ်သေးဘဲနဲ့2စက္ကန့်ဟိုထားမယ်ပြီးရင်တော့ဖြည်းဖြည်းချင်းစီရှူထုတ်တာကို6စက္ကန့်နဲ့ရအောင်ရှူထုတ်မယ်เนาะဆိုတော့နှာခေါင်းဝထိတ်ကလေးကိုအာယုံလေးပြုထားမယ်ကိုယ့်ရဲ့ဘိုက်ကလေးတွေကိုထိထားမယ်ပြီးရင်နှာခေါင်းဝကနေလေးရှူသွင်းမယ်เนาะဟိုးထားတယ်ပြီးတော့မှဖြည်းဖြည်းချင်းလေးရှူထုတ်လိုက်မယ်ဒီမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကတတောင့်တတဖြစ်တယ်ဆိုလို့ရှိရင်5ချိန်တီဒီ practice လေးကိုဇက်တိုက်လေးလုပ်သွားမယ်เนาะ okay ဇက်တိုက်လေးလုပ်ရအောင်ရှူသွင်းနေဟိုးထားတယ်ဖြည်းဖြည်းချင်းစီရှူထုတ်တယ်ဇက်တိုက်လေးလုပ်သွားမယ်เนาะဟုတ်ပြီပြီးရင်တော့ကိုယ့်ရဲ့မျက်လုံးလေးတွေလည်းဖွင့်လို့ရတယ်လက်ကလေးတွေလည်းဒူပေါ်မှာအသားလေးပြန်တင်မယ်ကိုရီဒါဆိုရင်အသက်ရှူရင်းနဲ့ခန္ဓာကိုယ် movement လေးတွေလုပ်ဖို့အတွက် ready ဖြစ်ပြီပေါ့နော်အခုတတောင့်တတလေးဖြစ်အောင်ခြေလေးတွေကိုပြောင်းထိုင်လို့ရတယ်ဒါမှမဟုတ်လဲကိုကဒီမှာတတောင့်တတဖြစ်နေရဆိုလို့ရှိရင်လည်းဒီတိုင်းပဲထိုင်လို့ရတယ်เนาะဟုတ်ပြီရေတို့အခုကနေစပြီးတော့ movement လေးတွေစလုပ်မယ်ကိုယ့်ရဲ့ခန္ဓာကိုယ်လေးကိုသွေးပူလေးစလုပ်မယ်ပေါ့နော်ဆိုတော့ရေတို့ယောဂလေ့ကျင့်နေဆိုလို့ရှိရင်အရင်ဆုံးကိုယ့်ရဲ့ညာဘက်ကနေရင်စပြီးတော့ကျင့်လေ့ကျင့်ထားရှိရပြီးရင်ကိုယ့်ရဲ့ဘက်ဘက်ခြံကိုပြန်ပြီးတော့ကျင့်နေပေါ့နော်movement တစ်ခုချင်းစီတိုင်းမှာရေတို့က5 breath ကနေ7 breath လောက်ထိကိုရှုသွင်းလို့ရသလားရှုထုတ်လို့ရသလား post တွေကိုထိန်းထားတယ်ပေါ့နော်ကဲအခုအဲ့ဆိုလို့ရှိရင်စပြီးတော့လုပ်ရအောင်ကိုယ့်ရဲ့ညာဖက်အချမ်းလေးကိုကိုယ့်ရဲ့ knee joint ဘက်လေးကိုရားသလောက်လေးလက်လေးတွေဆန်းထုတ်လိုက်မယ်ခေါင်းလေးတွေအောက်ထိငုံချထားမယ်ကိုယ့်ရဲ့ဒူးတွေပေါင်နေမြင့်တက်လာလို့ရှိရင်ဖိချထားမယ်အသက်ရှူမယ်ရှူထုတ်ထားမယ်ရှူသွင်းထားမယ်ရှူထုတ်ထားမယ်ဒီမှာကိုယ်ခန္ဓာကိုယ်ကဘယ်လိုခံစားရလဲဘယ်နားတွေတင်းနေရဆိုတာလေးကိုတော့သိထားမယ်ရှူထုတ်မယ်โอ
ဖြည်းဖြည်းလေးလက်ချောင်းလေးတွေနောက်ဘက်ကိုပြန်လာမယ်ပြီးရင်အလဲမှာတစ်ခါလောက်အသက်ရှူမယ်ပြင်ဆင်မယ်ပြီးရင်ကိုယ့်ရဲ့ဘယ်ဖက်လေးကိုပြန်ပြီးတော့သွားလိုက်မယ်လက်တွေကိုဆန်းထုတ်ပြီးမယ်ခါကြောလေးတွေဆန်းထားမယ်လက်မောင်းလေးတွေရားသလောက်ရှေ့ကိုဆန်းထုတ်ပြီးဒီမှာကိုကဆက်ဆချင်းကိုရဲ့ရင်ဘက်ကဟိုးအောက်ထိဆင်းလို့မရဘူးတင်မားတွေကြွလာရဲဆိုလို့ရှိရင်လေရားသလောက်လေးဒီမှာတစ်ထောင်လေးထောက်ပြီးတော့နေလို့ရတယ်เนาะပြီးရင်ကိုရဲ့တင်မားတွေကိုဖြာနဲ့ကတ်ထားပေးမယ်ဒူးတွေကတ်ထားပေးမယ်เนาะအသက်ရှူမယ်ရှူထုတ်ထားပြီးရှူသွင်းနေရှူထုတ်ထားပြီးရှူသွင်းထားမယ်ရှူထုတ်ထားမယ်ဖြည်းဖြည်းလေးနောက်ကိုပြန်လာလိုက်မယ်ဟုတ်ပြီအခုဒီမှာခါကြောလေးတွေတင်းညာလေးတွေလျော့သွားပြီဆိုလို့ရှိရင်เนาะဒီလိုခန္ဓာကိုယ်အပေါ်ပိုင်းလေးကိုတွေးပူလေးနည်းနည်းလေးလုပ်ရအောင်เนาะအခုအရင်ဆုံးကိုယ့်ရဲ့ပခုံးလေးတွေကိုလျှော့ထားမယ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ခေါင်းလေးတွေကိုဘဲဖက်လေးကိုအရင်ဆုံးစောင်းလိုက်မယ်ညာဘက်ပခုံးလေးတွေကိုလျှော့ထားလိုက်မယ်เนาะဒီမှာရသလောက်လေးခေါင်းလေးကအောက်ကိုဆွဲယူလာမယ်ကိုယ့်ရဲ့နေရွက်နဲ့ရှူတာလေးနဲ့ထီလူနီနီထီရသလောက်လေးစောင်းသွားမယ်เนาะပြီးရင်ရှုသွင်းရှုထုတ်လေးတွေလုပ်နေမယ်အသက်မအောင်ထားနဲ့ရှုသွင်းထားမယ်ရှုထုတ်ထားရှုသွင်းနေမယ်ရှုထုတ်ထားမယ်ဟုတ်ပြီစက်တိုက်လေးလှုပ်ထားပြီရှုထုတ်ထားမယ်โอเคဒါလေးရှော့ပေးလိုက်မယ်ဒီမှာလဲ5 breath ကနေ7 breath လောက်ထိကိုထိန်းထားပေးမယ်เนาะကဲအခုကိုရဲ့ညာဘက်လေးကိုဖြည်းဖြည်းချင်းစီဆောင်းသွားမယ်။ရားသလောက်လေးအမှတင်းညာလေးတွေရှော့ထားမယ်။အခုံးလေးတွေကိုဒီမှာအပေါ်မတက်လာဘူးရှော့ထားမယ်။အသက်ရှူမယ်။ရှူထုတ်ရှူသွင်းထားမယ်။ရှူထုတ်ထားနှာခေါင်းကနေပဲရှူမယ်။နှာခေါင်းကနေပဲရှူထုတ်မယ်နော်။အဲ့ဒါလေးကိုတတိကတ်မယ်။ရှူထုတ်ထားမယ်။ Okay ဒါလေးရှော့ပေးလိုက်မယ်ဟုတ်ပြီအခုကိုယ့်ရဲ့လက်မလေးတွေကိုဒီမှာအပြင်ထုတ်ထားမယ်ပြီးရင်ပခုံးနဲ့အရင်ရှော့မယ်ပြီးရင်မေးစီလေးကိုပေါ်ဘက်ကိုတွန်းတင်မယ်เนาะဒီမှာရားသလောက်လေးနှာခေါင်းကနေရှုသွင်းရှုထုတ်လုပ်ထားပေးမယ်ရှုထုတ်ရှုသွင်းရှုထုတ်တယ်ရားသလောက်လေးစီလေးကိုကြည့်ထားမယ်ရှုထုတ်ဟုတ်ပြီနောက်ဆုံးတစ်ခါဖြည်းဖြည်းလေးဖြည့်လျှော့လိုက်မယ်ခုကိုရဲ့ဒီမှာလက်ဖွာလေးတွေကိုခေါင်းနောက်ဘက်ကိုပို့ထားမယ်ဒီနေရာမှာကေတို့ကတရောင်စစ်ကိုဒီလိုအတွင်းဘက်ကိုမယူလာဘူးတရောင်စစ်ကိုအပြင်ကိုပဲထုတ်ထားမယ်ပြီးရင်ပခုံးတွေကိုလျှော့ထားပြီးတော့မေးစီရပဲကိုရဲ့ရင်ဘတ်နာထီရအောင်ဆွဲချမယ်အသက်ရှူထုတ်ရှူသွင်းရှူထုတ်ကိုရဲ့ခေါင်းလေးကဖီကိုဖြစ်တဲ့လောက်ထိကိုရသလောက်အောက်ထိဆင်းသွားမယ်နော်ပြီးရင်ရှူသွင်းရှူထုတ်ကိုအာရုံစိုက်ထားမယ်ရှူထုတ်ထားနောက်တစ်ခေါက်ရှူထုတ်နေမယ်ဟုတ်ပြီနောက်ဆုံးတစ်ခေါက်ဖြည်းဖြည်းလေးပြန်ပြီးရောဖြည်းပေးလိုက်တော့မယ်ဒီထိရမလားကဲအခုထိုင်နေတာလေးကိုပြောင်းထိုင်လိုက်မယ်နော်ဘေးတိုက်လေးကြီးထိုင်လိုက်မယ်ပြီးသွားလို့ရှိရင်ပခုံးတွေလျှော့ထားတယ်လက်ကလေးတွေကိုနောက်ဘက်ကိုပို့ထားတယ်ပြီးရင်လက်ချောင်းလေးတွေချိတ်ပြီးတော့ကိုယ့်ရဲ့ပခုံးလေးတွေကိုရှော့ထားလိုက်တယ်တရောင်စစ်လေးတွေဒီနေရာမှာဆန့်ထားပေးမယ်နော်ဆန့်ထားပြီးရင်ဖြည်းဖြည်းချင်းစီလက်တွေကိုပေါ်ဘက်ကိုဆွဲတင်မယ်ဒီနေရာမှာခေါင်းတွေအောက်ကိုမငုံသွားဘူးပခုံးတွေကိုရှေ့ဘက်ကိုမငိုက်ထားဘူးရင်ဘက်တွေဖွင့်ထားမယ်တရောင်စစ်တွေဆွဲဆန့်ထားမယ်ရသလောက်လေးလက်ကလေးကိုအပေါ်ကိုတင်လာမယ်ဒီနေရာမှာခေါင်းလေးတွေလမ်းချထားလို့လည်းရတယ်ရှုသွင်းရှုထုတ်ကိုဒီနေရာမှာ5 breath ကနေ7 breath လောက်ထိလှုပ်ထားပေးမယ်နော်ရှုသွင်းမယ်ရှုထုတ်ထားဟုတ်ပြီရှုသွင်းထားမယ်ရှုထုတ်လက်ကလေးတွေရသလောက်အပေါ်တင်လာမယ်ရှုသွင်းရှုထုတ်ထားမယ်ဟုတ်ပြီနောက်တစ်ခါရှုထုတ်ထားအောင်မယ်โอเคဒီကနေဖြည်းဖြည်းလေးပြန်လျှော့ပေးလိုက်မယ်ကဲလို့ကိုကလက်တွေချိတ်ဖို့အဆင်မပြေဘူးဆိုလို့ရှိရင်ကိုရဲ့ပဝါလေးဒါမှမဟုတ်လို့ရှိရင်ယောဂ strap လေးနဲ့နောက်ဘက်ကနေဆွဲပေးလို့ရတယ်နော်ကဲခုကေတို့ပခုံးလေးတွေကိုဝိုင်းမယ်အရှိဘက်ကို9ချိန်ဝိုင်းမယ်နောက်ဘက်ကို9ချိန်ဝိုင်းမယ်ဆိုတော့ပခုံးလေးတွေဝိုင်းတဲ့ချိန်ကျရင်ရှေ့ဘက်ကိုရှုသွင်းမယ်နောက်ဘက်ကိုသွားရင်ရှုထုတ်မယ်နော်ရှုသွင်းမယ်ရှုထုတ်ရှုသွင်းမယ်ရှုထုတ်ရှုသွင်းထားမယ်ရှုထုတ်ထားမယ်နောက်တစ်ခါ
ရှုထုတ်လိုက်မယ်ဟုတ်ပြီအခုနောက်ဘက်ကိုသွားရအောင်ရှုသွင်းထားမယ်ရှုထုတ်တယ်နော်ဟုတ်ပြီအဲ့တိုင်းလေးပဲဇက်တိုက်လေးလှုပ်သွားပေးမယ်ရှုထုတ်ထားတယ်ဟုတ်ပြီရှုသွင်းရှုထုတ်တယ်ရှုသွင်းထားရှုထုတ်နေမယ်ဟုတ်ပြီနောက်ဆုံးတစ်ခါရှုထုတ်လိုက်မယ်โอเคဟုတ်ပြီအခုကိုရဲ့ညာဘက်လက်ကလေးကိုတထောင်စစ်လေးနည်းနည်းလေးကွေးလိုက်မယ်ပြီးရင်ဘဲဘက်လက်ကလေးတွေစမ်းထုတ်လာမယ်ကိုရဲ့ဝမ်းပိုက်သားလေးတွေကိုရာသလောက်စမ်းထုတ်ထားမျက်နှာကစီလင်ကိုကြည့်ထားမယ်ရှုသွင်းရှုထုတ်လေးအာယုံစိုက်ပြီးလုပ်နေမယ်အသက်ရှုသွင်းရှုထုတ်မယ်ဒီမှာလဲ5 breath ကနေ7 breath လောက်ထိသွားထားမယ်ရှုသွင်းရှုထုတ်လုပ်ပေးမယ်ရှုထုတ်အမဝမ်းပိုက်သားတွေတင်းနေရာလေးတွေခံစားလိမ့်မယ်အဲ့ဒါလေးတွေသိထားမယ်နော်ရှုထုတ်ထားတယ်ဟုတ်ပြီနောက်တစ်ခါရှုထုတ်ထားအောင်မယ်โอเคဒါလေးလျှော့ပေးလိုက်မယ်ပြီးရင်ဒီဘက်ခြမ်းလေးပြန်သွားမယ်နော်ရားသလောက်လေးဆန်းထုတ်ပေးမယ်ဒီဘက်ကလက်တောင်စစ်ကလေးတွေကကွေးထားတယ်ပြီးရင်ကိုယ့်ရဲ့နေရွက်ဘေးနာလက်ကလေးတွေကရားသလောက်ဆန်းထုတ်ထားတယ်မျက်နှာကစီလင်ကိုကြည့်ထားမယ်ပြီးရင်တော့အသက်ရှုသွင်းရှုထုတ်ကိုအာယုံဆိုင်မယ်ရှုထုတ်ထားရှုသွင်းထားမယ်ရှုထုတ်ထားဟုတ်ပြီနောက်တစ်ခါရှုထုတ်ထားမယ်ဟုတ်ပြီဒါလေးပြီးရင်ပြန်လျှော့လိုက်မယ်ရဟသလောက်လေးလက်ကလေးတွေကိုဖြည်းဖြည်းချင်းစီပြန်ချဒီမှာလက်တရအပူတွေထွက်နေလိမ့်မယ်ကဲအခုကေတို့ကြောရုံမကြီးတန်မအောင်လို့အနောက်ဘက်ကိုနည်းနည်းလေးလှည့်အောင်เนาะဆိုတော့ကိုထိုင်နေတဲ့ပုံစံလေးကိုနည်းနည်းရွှေ့ပြီးတော့ထိုင်မယ်ဒူးရဲ့ဘေးမှာခြေပွားလေးထားမယ်เนาะဒီမှာထိုင်ရတဲ့အိစမပြေရလို့ရတော့ရသလောက်ပဲ6ကိုဒီလိုထားပြီးတော့ထိုင်လို့ရတယ်เนาะဆိုတော့ဒီမှာခြေပွားလေးကိုဒူးဘက်ဘေးမှာထားပြီးထိုင်လိုက်မယ်ပြီးသွားလို့ရှိရင်ကိုရဲ့ညာဘက်လေးကိုဖြည်းဖြည်းလေးလှည့်မယ်ဒီမှာညာဘက်ကလက်ကကိုရဲ့တင်မအနောက်ဘက်မှာသွားထားမယ်ပြီးရင်ရှုသွင်းရှုထုတ်လုပ်ပြီးတော့ဖြည်းဖြည်းချင်းစီနောက်ကိုလှည့်ကြည့်မယ်เนาะကိုရတဲ့လောက်များများလေးနောက်ကိုလှည့်ကြည့်မယ်ရှုသွင်းရှုထုတ်ကိုအာယုံစိုက်ပြီးလုပ်နေမယ်ရှုသွင်းထားမယ်ရှုထုတ်ထားရှုသွင်းမယ်ရှုထုတ်ထားမယ်ဟုတ်ပြီနောက်တစ်ခါရှုထုတ်ထားမယ်โอเคဒါလေးလျှော့လိုက်မယ်ရှေ့ဘက်လေးကိုဖြည်းဖြည်းချင်းစီလှည့်လာမယ်ပြီးရင်ရေတို့နောက်တစ်ဖက်လေးထပ်ပြောင်းမယ်เนาะကြောက်ကလေးပြောင်းထိုင်မယ်ကဲနောက်ဖက်လေးကိုလှည့်မယ်ဒီညမှာရတော့ကိုယ့်ရဲ့ဒူကိုရှင်ဘက်နာထိဆွဲပြီးတော့ကင်ထားမယ်ပြီးတော့မှဒီလက်ကလေးကတင်မနောက်ကိုထားပြီးတော့ပခုံးနေများများဖွင့်မယ်เนาะရတဲ့လောက်လေးနောက်ဖက်ကိုလှည့်ကြည့်ပေးမယ်ရှုသွင်းရှုထုတ်လုပ်ပြီးရှုထုတ်မယ်ရှုသွင်းထားရှုထုတ်နေမယ်ထိန်းထားမယ်ရှုထုတ်ထားအောင်ဟုတ်ပြီနောက်ဆုံးတစ်ခါဖြည်းဖြည်းလေးရှုထုတ်ပြီးတော့ရှေ့ကိုပြန်လှည့်လာလိုက်မယ်နော်ကဲချောင်းလေးတွေကတတောင်တတာနေထားလေးပြန်ထိုင်မယ်ကဲအခုကေကထိုင်နေရလေးကိုနည်းနည်းပြောင်းထိုင်လိုက်မယ်အဲပုံစံလေးထိုင်မယ်ကိုရဲ့ချောင်းတွေကိုစမ်းထုံမယ်တင်မားတွေပေါ်မှာတေချထိုင်မယ်ပြီးရင်ခါးလေးတွေကိုစမ်းထားမယ်ကိုရဲ့လက်ကလေးတွေကိုလည်းနေရွက်ဘေးနားကနေစမ်းထုတ်လိုက်မယ်နော်ဒီမှာအသက်ရှုထားမယ်ရှုထုတ်မယ်ပြီးရင်ကိုယ့်ရဲ့ခြေချောင်းလေးတွေကိုကော်ထားပေးမယ်နော်ရှုသွင်းရှုထုတ်လေးလုပ်ပြီးရှုထုတ်ဟုတ်ပြီဒီညမှာကိုကခြေထောက်ဆန်းထုတ်ရတာတက်တောင့်တက်တာမရှိဘူးထိုင်ရတာအဆင်မပြေဘူးဆိုလို့ရှိရင်ဒူးလေးတွေကိုနည်းနည်းလေးကွေးပြီးတော့ဒီလိုပုံစံမျိုးလေးထားပေးလို့ရတယ်နော်ကိုအဆင်ပြေတယ်လို့မျိုးထားမယ်ဒီမှာတချို့တွေကဒီလိုထိုင်ရတာကိုလုံးဝအဆင်မပြေဘူးခါအရန်နာတယ်ဆိုလို့ရှိရင်ကိုရဲ့တင်မအောက်မှာကုရှင်လေးတစ်ခုခုဒါမှမဟုတ်လို့ရှိရင်လည်း block တုံးလေးခံပြီးတော့ထိုင်ပြီးလို့ရပါတယ်အဓိကကိုယ့်ရဲ့ကြောယူမလေးကိုတေးသေးချာချာsupport ပေးထားရဆိုရင်ရတယ်ပေါ့နော်ပြီးရင်ရှုသွင်းရှုထုတ်တာကိုအာယုံဆိုင်မယ်ရှုထုတ်ထားမယ်ဟုတ်ပြီ5 breath ကနေ7 breath လောက်ရပြီဆိုရင်ဖြည်းဖြည်းချင်းစီရှေ့ဘက်ကို forward folding ပုံစံလေးလုပ်မယ်ဒီနေရာမှာတော်တော်များများကဘာဖြစ်လဲဆိုတော့ကြောရိုးကြီးလိုကြီးခုံးနေကြတာပေါ့နော်ဒီကိုယ်တိုင်လည်းရင်တော့အထိုင်များတဲ့အတွက်ကြောင့်ကြောရိုးခုံးနေအရက်ရှည်ရကြောင်းလည်းပါတာပေါ့နော်ဆိုတော့အဲ့မာကြီးကကြောပြင်ကိုနည်းနည်းလေးကော့ပြီးတော့ထိုင်လိုက်တယ်မျက်နှာရှေ့ကိုတက်တက်ကြည့်တယ်ဒီမှာရသလောက်လေးကိုယ့်ရဲ့ hand swing ကို short ထားပေးတယ်အသက်ရှူမယ်ရှုထုတ်ရှုသွင်းမယ်ရှုထုတ်ထားမယ်
ဒီမှာကို feel good ဖြစ်တဲ့လောက်လေးရတဲ့လောက်လေးနေမယ်ဒီမှာရတဲ့လူတွေကကိုယ့်ရဲ့1 byte နဲ့ပေါင်းတဲ့ T ရဲ့ T ဟိုးအောက်ထိဆင်းသွားလို့ရတယ်ပြီးရင်ဖြည်းဖြည်းချင်းစီခေါင်းလေးတွေပါငုံချထားပြီးမယ်ရှုသွင်းရှုထုတ်ရှုသွင်းမယ်ရှုထုတ်ထားမယ်ဟုတ်ပြီထိန်းတာရှုထုတ်ထားအောင်မယ်โอเคဖြည်းဖြည်းလေးပြန်ချလာလိုက်မယ်ဒီမှာအဆင်မပြေဘူးဆိုလို့ရှိရင်ကေကို comment မှာမှန်ခဲ့ပေးလို့ရတယ်ပြီးတော့ page မှာလည်းလာပေးလို့ရပါတယ်ဒီဟာကကေတို့က seated forward fold ဆိုတဲ့ခါကျတော့ကေက standing forward fold ပါတခါတည်းလေ့ကျင့်စေခြင်းနဲ့ဆိုတော့ဒီတိုင်းလေးပဲထားလိုက်မယ်ပြီးရင်ရသလောက်လေးကိုယ့်ရဲ့လက်ကလေးတွေကဖြာပေါ်မှာချထားမယ်ကဲလို့ကိုကဒီမှာရတယ်ဆိုလို့ရှိရင်လက်ကလေးတွေကိုဘေးဘက်ကိုထားမယ်เนาะကဲလို့များသောအားဖြင့်ဆက်စချင်းforward folding လုပ်လို့ရှိရင်ပြဿနာဘာဖြစ်တတ်လဲဆိုတော့ဒီမှာဒူးတွေဒီလိုကွေးတာဒူးဆန်လို့မရတာပေါ့เนาะအဲ့လိုမျိုးဆိုလို့ရှိရင်လည်းခေတို့ကဒူးလေးကိုကွေးထားမယ်1 byte လေးနဲ့ကတ်ထားမယ်ကြောပြင်လေးကိုကော်ပြီးတော့လက်ကလေးကိုဒီဘေးနားမှာထားမယ်ကဲလို့ကိုကဆန်ထုတ်လို့ရရဲဆိုရင်ရှုသွင်းရှုထုတ်လို့ရင်းနဲ့ဖြည်းဖြည်းချင်းစီခြေထောက်ကလေးတွေကိုဆန်ထုတ်ပြီးမယ်ကိုရတဲ့လောက်ခေါင်းလေးတွေကိုအောက်ထိငုံချထားပြီးတော့ဒီတိုင်းလေး5 breath ကနေ7 breath လောက်ထိနေပေးလိုက်မယ်เนาะ Okay အခုဒီ forward folding ကနေကြည့်လို့လက်ကလေးတွေရှေ့ဘက်ကိုနည်းနည်းလေးရွှေ့လိုက်မယ်လက်ချောင်းလေးတွေချဲထားပေးမယ်เนาะပြီးရင်ခြေထောက်ကလေးတွေကိုနောက်ကိုဖြည်းဖြည်းချင်းစီရွှေ့မယ်ဒီမှာ downward facing dog လေးကိုလှုပ်ထားမယ်ကိုယ့်ရဲ့ခြေဖနောက်တွေချလို့မရရင်ဒူးလေးတွေတစ်ဖက်ချင်းစီကိုဖိချမယ်เนาะဒီမှာလည်းရှုသွင်းရှုထုတ်ကို5 breath ကနေ7 breath လောက်ထိလှုပ်ထားမယ်ဒီနေရာမှာကိုယ့်ရဲ့ခန္ဓာကိုယ်က4000တုံးဖြစ်နေရဆိုလို့ရှိရင်လက်မောင်းတွေကိုနောက်ဖက်ကိုမြများလေးတွန်းပြီးကဲလို့6တွေကဆန်ထုတ်လို့မရလို့ရှိရင်ကိုယ်ထားပြီးတော့1 byte တွေနဲ့ကိုယ့်ရဲ့ဒူးနဲ့ကတ်လူနီနီပေါင်နေနဲ့ထိထားပေးမယ်เนาะဒီနီးနဲ့ practice လုပ်လို့ရပါတယ်โอเคပြီးရင်တော့ရေတို့ဒူးကောင်းလေးတွေဒါလေးဖြာပေါ်မှာချလိုက်မယ်ခြေဖနောက်လေးတွေချထားမယ်လက်ကလေးတွေကကိုယ့်ရဲ့ပခုံးအောက်မှာထားပေးမယ်เนาะโอเคအခု cat count လေးလုပ်မယ်ခင်ဗျ1 byte လေးတွေအောက်ကိုချမယ်ကြောရိုးလေးတွေကိုကော်မယ်မျက်နှာလေးကပေါ်ကြည့်ပြီးတော့ရားသလောက်လေးရှုသွင်းမယ်ရှုထောင်းရင်ကြောရိုးလေးတွေခုံမယ်1 byte တွေကိုရှက်ထားမယ်မေးစီလေးကရှင်ဘက်နာအထိရအောင်ဆွဲယူပြီးတော့ထောင်းလျှောက်ရှုထုတ်သွားမယ်နော်နောက်တစ်ခေါက်ရှုသွင်းမယ်ရှုထောင်းရှုသွင်းရှုထုတ်ရှုသွင်းထားမယ်ရှုထုတ်ထားဒီမှာကိုယ့်ရဲ့မိညောင်ရိုးလေးအထိရရတဲ့လောက်ထိကောထုတ်ထားမယ်နော်ရှုထုတ်ဟုတ်ပြီနောက်ဆုံးတစ်ခေါက်ရှုထုတ်ထားမယ်ဟုတ်ပြီကေတို့ဒူးလေးတွေမပြောင်းဘူးလက်ကလေးတွေပဲရှေ့ဘက်ကိုစမ်းထုတ်လိုက်မယ်ပြီးရင်ရှင်ဘက်ကဖြာနေရသလောက်နီးနိုင်သမျှနီးအောင်ကတ်သွားမယ်ဒီစီလေးတွေထောက်ထားပြီးတော့ရသလောက်လေးအသက်ရှူမယ်နော်ရှောက်တွေပူးမသွားနဲ့ဒူးအောက်မှာပဲထားမယ်အသက်ရှူရှုထုတ်ရှုသွင်းရှုထုတ်ထားမယ်ဟုတ်ပြီရှုသွင်းထားရှုထုတ်နေမယ်ခေနောက်ဆုံးတစ်ခေါက်ရှုထုတ်လိုက်မယ်ဖြည်းဖြည်းလေးတထောင်လေးပြန်ပြီးထောက်ပြီးတော့ဖြည်းဖြည်းလေးခဏကုန်လေးကိုပြန်ပြီးရွှေ့မယ်နော်ဟုတ်ပြီအခုဒီကနေပြီးတော့ရေတို့တင်မားလေးတွေဟိုးနောက်ထိဆွဲချပြီးတော့ထိုင်လိုက်မယ်ဒူးလေးတွေချဲထားမယ်ကိုယ့်ရဲ့1 byte လေးတွေထားဖို့အတွက်နေရာလေးပေးထားမယ်နော်ပြီးရင်လက်ကလေးတွေကိုရှေ့ကိုဆန်းထုတ်မယ်ရသလောက်လေးကိုယ့်ရဲ့နှစ်ဖူးနဲ့ဖြာလေးနဲ့ထိထားမယ်ဒီမှာခန္ဓာကိုယ်နားပေးထားမယ်ရှုသွင်းရှုထုတ်လေးပုံမှန်လေးလုပ်သွားပြီရှုထုတ်ထားမယ်ရှုသွင်းရှုထုတ်ထားမယ်ရှုသွင်းဟာရှုထုတ်နေမယ်ဟုတ်ပြီဖြည်းဖြည်းလေးထားလာလိုက်မယ်ကေတို့9မိနစ်လောက်လူသေးကောင်းလိုပုံစံမျိုးလေးနားယူမယ်ဘာမှမတွေးဘူးတပ်ပဲရှုမယ်တို့ဘာမှမလုပ်ပဲငြိမ်သက်ခြင်းကိုခံစားမယ်ခြောက်လေးတွေစမ်းထုတ်ထားမယ်လက်ဖွားလေးတွေကိုယ့်ရဲ့တင်မာပြီးမှထားထားမယ်ကိုကအသက်ရှူတာကိုပဲအာရုံစိုက်မယ်နော်
ကိုကောင်းထဲမှာအတွေးတွေဝင်လာရဲဆိုရင်အဲ့နောက်ကိုမလိုက်သွားနဲ့အတွေးလို့အတိမတ်ပြုမယ်ပြီးရင်အသက်ရှူတဲ့အနေထားတိုင်းလေးကိုပြန်ပြီးတော့တတိလေးကတ်ထားမယ်နော်ခုကိုရဲ့အသက်ရှူတန်လေးနဲ့ခန္ဓာကိုယ်လေးကိုချိတ်ဆက်ထားမယ်ပခုံးလေးလျှော့ထားမယ်မေးကြောလေးလျှော့လက်ချောင်းလေးတွေလှုပ်ထားမယ်ခြေချောင်းလေးတွေလှုပ်ထားပြီးကိုရဲ့ဒူးတစ်ဖက်လေးကိုဖြည်းဖြည်းလေးထောင်လိုက်မယ်ဒါလေးဘေးဘက်လေးကိုဆောင်းမယ်ကိုရဲ့ပခုံးလေးတွေပြီးနေပေါ်ဘက်ကိုဆန်းထုတ်ထားမယ်ကိုတက်တောင့်တက်တာဖြစ်ပြီးဆိုရင်ဒါလေးထားပါမယ်အားလုံးပဲခင်နဲ့တူတူဒီနေ့ practice လုပ်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးတွေကြားလို့ရှိရင်လည်းပြန်ပြီးတော့တွေ့ဆုံပါမယ်ဒီနေ့ဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်တကယ်ချင်းနေနဲ့လည်းဝေမျှလို့ရတယ်ဆိုတော့အားလုံးအဆင်ပြေကြပါစေ